မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော် My Friend Petrol Ride for Revenge ဆိုတဲ့ game လေးကိုဆော့ပြသွားမှာဖြစ်ပါတယ်ဒီ game ကတော့ action game မျိုးစားဗျreview ရလည်းတော်တော်ကောင်းတယ်ဆိုတော့ကျွန်တော်ဆော့ကြည့်အောင်ဒီ game လေးကဘယ်လိုရှိလဲဆိုတော့ဂျိမ်းစမောထားနေဒီကောင်မှန်ခွဲရောက်လာကျွန်တော်တို့ရဲ့ဆက်လိုက်မင်းသားကြီးပေါ့ကြော်မဲကြီးပေါ့ကျွန်တော်ဒီကောင်ပိုလွေလားမုံလေဗျကျွန်တော်ကြော်လိုက်ဒါကျွန်တော်သူက game ရဲ့ control ပေါ့ဗျာဒါ game ရဲ့ control ဒီက game ရဲ့ control အောင်နည်းနည်း share လိုက်တော့ဖြစ်တယ်ဗျာတခြား game တွေက game ရဲ့ control နဲ့မတူဘူးဗျာဆိုတော့ကျွန်တော်ဘက်သွားမယ်ဒါကျွန်တော်တို့ဟိုအစမ်းဆော့ပေးရတာပေါ့ထက်တူရှော့ကျွန်တော်အောက်ကိုငုံပြီးသွားတယ်ဟာဟုတ်တယ်ဒီက game ရဲ့ခလုတ်ကနည်းနည်းတော့စဆော့မယ်ဆိုတော့နည်းနည်းဆော့ရတာတမျိုးဖြစ်မယ်ဒါပေမဲ့မိုက်တယ်ဗျညာပိုလိုလာမလို့မပြီးဘူးအဲ့စိတ်ဝင်စားဘူးကျွန်တော်ပါဒီဒါfeeling ပေါ့ဗျာကျွန်တော်နဲ့မတူတဲ့ကောင် feeling ပေါ့ကျွန်တော်ကကျုံးရမယ်ဒီကောင်ကျွန်တော်ဒီနှစ်ကောင်တပြိုင်နဲ့တက်ကြမယ်မိုက်တယ်ဗျဒီဟိုကြီးကဒီတိုက်တဲ့အခိုက်စနစ်နဲ့ပြတာကြီးကတော့အားရစရာကြီးအုံးကနေပဲပိုင်လာပြောတော့အဲ့မှာ3កောင်ရှိရဗျကျွန်တော်ဒီကောင်လေး short ရမယ်ကျွန်တော်哦，哎，တော်မိုက်လေဗျာဒီ game ကျွန်တော် link လေးကိုdescription မှာချထားပေးပါမယ်စမ်းစော်ကြည့်ပါမ3កောင်ကျွန်တော်တို့ဆရာကြီးထားနေပြကြမယ်ကျွန်တော်ရပါပြီ mission အောင်ဝိုင်းနေတယ်ကျွန်တော်ကျေ3လုံးမပြည့်တပြည့်ကိုရတယ်ကျွန်တော်နောက်ထပ် level တစ်ခုထပ်ကစားမယ်ကျွန်တော်ဒီတန်စကာကြီးကိုကြော်ရမယ်နည်းနည်းအစင်ပြေကျွန်တော်ရွှေ့ရတာခလို့ပါတော့အရှိန်နဲ့ဆော်ရတာလားမသိဘူးဒီသူတို့ပြစ်တယ်ဆိုကျွန်တော်အမှတ်ရော့ပါတယ်ဒီကဲပေါ့ဗျာတွေ့လိုင်းကဘယ်လိုမျိုးလဲကျွန်တော်သိရတော့ပြောရရင်ဗျာအဲ့ခဏဂိမ်းစားချင်းမှာပေါ်လာတယ်ဟိုဘနာနာငပြောသီးကောင်လေးရပေါ့သူကဒီကောင်လေးစီမှာနေတူတယ်ကျွန်တော်ထင်သူတို့ဟိုဘယ်လိုပြောအောင်လဲပြန်ပြီးဆွဲသွားပြီပေါ့အဲ့ဒါကိုကျွန်တော်တို့ကကုညီပေးရမယ့်ပုံစံမျိုးဗျာစတိုရီလိုင်းကတော့ကျွန်တော်ထပ်သွားမယ်ခွန်ကနေဒီချင်းစโอเคโอ้ပြောပြတာကြည်မကုန်ဘူးပြောစတိုက်ကိုပြည့်နေရရအမရောက်တော့ကျွန်တော်စက္ကန့်နဲ့သွားတာဗျရရကျော်ပါစေးရ
ကျွန်တော်ထက် level ကတော့မှာတူဒီဘက်မှာတကားကျွန်တော်ခေါင်းပေါ်မှာတကားရှိတယ်ကျွန်တော်အပြင် white လာစမ်းပေးအောင်ပေးအဲ့ဒါထက်ရောက်ပါဦးကျွန်တော်ဟုတ်ကျုံမြင်ကျုံရမယ်ဒီကောင်မြင်ကျုံမယ်ဒီအာအေးပါကွာအော်ဒီကပြေးသွားကျွန်တော်မြင်ရှင်းမယ်ရှေ့မှာစီပုံလုံးနားပါကွာကွာအထူးတော့ထူးတယ်နေပဲဒီကောင်ကြည်ဦးမကုန်ဒီကောင်ကျွန်တော်တို့မထီးဘူးဗျအာကြီးပါဘောခေါင်းဘောအော်မှာကျွန်တော်ပြေးဖို့ရှောင်းနေပါကျွန်တော်စော့နေနဲ့ဖုန်း story ပြေးသွားဗျဒီအဲ့လိုက်ထားလိုက်ပါဒီဂိမ်းနဲ့ပတ်သက်ပြီးရဗျဟိုဂိမ်းကတိုက်ပြစ်တာရပါရပြစ်တာခလုတ်တွေပါရတော့ကောင်းတယ်ဗျဒါပေမဲ့ဟိုကျွန်တော်တို့ပြန်တိုက်တဲ့ NPC ဟိုဘက်က villain တွေကတော့တိတ်တော့မမိုက်ဗျပြီးတော့ဘယ်လိုပြောရမလဲအရန်လွယ်နေရဗျသူတို့ကကျွန်တော်တို့တွေ့ရင်တော့မှလေပြစ်မယ်ဆိုရင်တော့မှစက္ကန့်ရေးရဗျအဲ့ကြားထဲမှာစက္ကန့်ရေးပြီးရအချိန်မှာကျွန်တော်တို့ပြစ်တာဆိုတော့ကျွန်တော်တို့ AC ပြစ်လို့ရရဗျအဲ့ဒါကြောင့်မလို့အရန်လွယ်နေတယ်ဗျဒါပေမဲ့ဆော့ကြည့်ပါဒီ game ကတော်တော်လေးကောင်းတယ်ဗျဆော့ရတာတော့တန်တယ်